အားလုံးပဲတဲလေးတွေမင်္ဂလာပါကဲရုံကတော့ဒီနေ့ပေါ့နော်ပဇွန်နဲ့ခရမ်းကြီးလေးနဲ့ကိုလေအပိကျက်လေးချက်စားမှာဒါလေးကတော့ပဇွန်ကတော့အကုန်နေပြီးသွားပြီဆွနေမုတ်တွေပါနေနေပြီးသွားပြီခရမ်းကြီးလေးလည်းလှီးပြီးသွားပြီဆိုလို့ရှိရင်လေရုံကလေအမြဲတမ်းဟင်းချက်နေဆိုလို့ရှိရင်လေဒါကတော့ရှယ်စားဆက်ပြဲလဲညင်ငပိတောင်းလုပ်လေဒီအနီထုတ်လေးကိုလေရုံကလေဟင်းလေးပါကြီးချက်လို့ရှိရင်လေအမြဲတမ်းသုံးပေးတယ်ဒါကတော့ရှယ်စားရခိုင်ငပိတောင်းကြတော့လေအတုတ်ဒီပါတွေတုတ်တာအထောင်းတွေပါတွေထောင်းတာဆိုလို့ရှိရင်ဒီအစိမ့်တုတ်လေးကိုရုံကတော့အမြဲတမ်းတုတ်ထည့်ပေးတယ်ပေါ့ကွယ်အခုလိုမျိုးအခုဆိုလို့ရှိရင်ကွာနေရအနှံ့ပြားမှာလေရှယ်စားရခိုင်ထောင်းနဲ့ရှယ်စားညှင်ငပိတောင်းကိုလေနေရအနှံ့ပြားမှာလေအချိန်မရွေ့နေရမရွေ့လေဝယ်လို့ရနေပါရှင်ကဲရုံကတော့ဒီနေ့ဟင်းချက်မှာဆိုတော့လေဒီအနီတုတ်လေးနဲ့ချက်မယ်ပေါ့နော်ကဲဒါဆိုရင်တော့ဟင်းချက်လိုက်အောင်မာယောက်ျားကြိုက်တတ်တဲ့ဒီမှာဒီနေ့လေပဇွန်ကိုလေမိမလေးရှယ်စားဆက်ပြဲလဲအနီရောင်ထုတ်လေးနဲ့ချက်ထားတယ်။မွေးနေရပဲ။ရက်ပြီနည်းနည်းမင်းလေးနဲ့အုပ်ထား။ကြောက်ဥချဖုန်းကြီးပါလို့တက်ရှိတယ်။လေး
အခုဆိုရင်လေကျက်စားရခိုင်ငပိတောင်းလေးကိုလေနေရာမီလေးအချိန်မီလေးနေရာအနှံ့မှာဝယ်လို့ရနေပြီနော်အခုဆိုလို့ရှိရင်လေဒီဆက်သားဆက်ပြဲလဲနှင်းငပိတောင်းလေးကိုလေနေရာအနှံ့မှာပေါ့နော်ဝယ်လို့ရနေပြီအဲ့ဆိုတော့အဆင်ပြေတယ်ကွယ်ရုံးဆိုလို့ရှိရင်လေနှင်းလေးပါကြီးထည့်ချက်လို့ဆိုလို့ရှိရင်လေဒီအနီတုပ်လေးကိုသုံးတယ်ရုံးကလေအတုပ်တွေပါတယ်တုပ်တာတို့အထောင်းလေးပါကြီးထောင်းမဲ့ဆိုလို့ရှိရင်လေဒါကတော့ရှယ်သားရခိုင်ငပိတောင်းဒါလေးကိုလေရုံးကအသုံးပေးတယ်ဟွာဒီလိုထုံးမှဆိုနည်းနည်းလေးပါပေမဲ့လေဆက်လဲဆက်တယ်အရသာတော့လေရုံးတို့အကြိုက်ကတော့အတော်ပဲထိမိပြီးတော့လေအရန်ဆက်ပြဲတဲ့ဆိုတဲ့အတိုင်းပဲလေဆက်တိုက်တဲ့လူတွေကတော့အတော်ပဲအဲ့ဒါမိမတို့ထည့်ပေးပါဦးနည်းလားထည့်ပေးမယ် ကြာဒီသမင်းစားလို့မရိုက်ကြဆက်လေးနဲ့ဒီမိမကြီးဒီနေ့ထမင်းစားကောင်းတယ်ဒီဘက်ဆိုချွေးတော်ပြန်ကုန်ပြီလူရတည်းဒီလိုဟာနဲ့အတော်ပဲเนาะဆက်လေးနဲ့ဒါဒီကူကအေးလေးဆိုတော့လေဥမထွက်သွားတာ